အားလုံးပဲမင်္ဂလာပါတကွီပေါက်ခက်ကနေကြိုးဆိုလိုက်ပါတယ်ကျွန်တော်ကွီဖြစ်ပါတယ်ဒီနေ့မှာမန္တလေးမြို့ရဲ့အနောက်မြောက်တောင်အစွန်ဆုံးမှာရှိတဲ့ညောင်မင်းကြီးအကြောင်းရယ်အဲ့ဒီညောင်မင်းကြီးရဲ့တစ်ဖက်မှာရှိတဲ့လူတွေသိမသိကြသေးတဲ့တငါရွာလေးအကြောင်းရယ်တငါရွာမှာနေတဲ့ဦးဆန့်ပဆိုတဲ့လူသေးအခေါင်းတွေလှုပ်ရောက်တဲ့အဖိုးကြီးတယောက်အကြောင်းရယ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပေါက်ကတ်မှာမြမရိုးရဒလေးဖြစ်တဲ့ရက်ွက်ဘုရားပွဲဟာပွဲစည်းရန်အကြောင်းကိုလည်းကွီးမှတ်သားထားသလောက်ပြောပြသွားမှာဖြစ်လို့ကြံခဲတီများရှိတော့ပရိသတ်တို့ကိုယ်တိုင်ပဲကိုမန်ထဲမှာဝင်ဖြည့်ပေးသွားကြပါခင်ဗျာမန္တလေးမြို့ရဲ့အနောက်ဘက်အဆုံးကိုသွားရင်အေယာဝတီမြစ်ကြီးကတင်းကိုစီးချိုနေလိမ့်မယ်အရင်ခေတ်ကကုန်းစည်းကူးတန်းဖို့အတွက်ဂေါဝင်စစ်ကိုအသုံးပြုကြတယ်အခုချိန်ထိလည်းအဲ့ဒီစစ်ကန်ကိုအသုံးပြုကြတော့မှာပဲအေယာဝတီမြစ်ရဲ့ဘေးမှာမြို့ဘက်ကတ္တရာလမ်းတစ်ခုရှိတယ်အရင်တော့ကတော့တာမန်မြေလမ်းလေးပေါ့အဲ့ဒီမြို့ဘက်လမ်းကနေမြောက်ဘက်ကိုသွားလိုက်ရင်တော့မန္တလေးမြို့ရဲ့အနောက်မြောက်တောင်ကိုရောက်သွားလိမ့်မယ်အဲ့ဒီတောင်တဲထဲမှာနှစ်ချို့ညောင်မီကြီးတပင်အခုချိန်ထိရှိနေတော့မယ်နေရမွေးတဲ့လဆိုတဲ့ရုပ်ရှင်ကိုပြိတ္တတို့ကြည်ဘူးကြလားအဲ့ဒီကားထဲမှာဥကျော်ဟိန်းနဲ့မင်းမော်ကွန်းရဲ့အခြားဇက်ဖို့ဇက်ရံတွေတိုက်တိုက်ဝန်းဝန်းနဲ့ကြည့်ရတာအင်မတန်အနစ်သာရရှိတဲ့ရုပ်ရှင်ကားကြီးပေါ့အဲ့ဒီကားထဲမှာဥကျော်ဟိန်းကပစိုးကိုဖင်ပေါ်အောင် ground ကြိုက်ပြီးအေယာဝတီမြစ်ထဲကိုခုန်ချသွားတာများတဘာဝကြချက်ပဲအဲ့ဒီကားကိုရိုက်ခဲ့တာစိုးစောကပြောတဲ့ညောင်မကြီးနားမှာရိုက်ခဲ့တာအဲ့ဒီနေရာကိုညောင်ခွဲလို့ခေါ်တယ်ဒါပေမဲ့ပရိသတ်တို့မသိသေးတာကဦးကျော်ဟိန်းတို့ရိုက်ခဲ့တာကတကယ်ရက်ွက်တဲ့လူနေအိမ်အစ်စ်တွေမဟုတ်ပါဘူးအဲ့ဒီမြို့ပတ်လမ်းပေါ်မှာအိမ်အစ်စ်တွေစောက်တဲအစ်စ်တွေထိုးပြီးအခြေခံလူရန်စားရက်ွက်အစ်စ်တစ်ခုဖန်တီးခဲ့တာကိုပဲရုပ်ရှင်တကားအတွက်အဲ့လိုပေးဆက်ထားတာဒါကြောင့်ပဲအနစ်သာရရှိတဲ့ရုပ်ရှင်တကားဖြစ်လာရတာပေါ့ပြောချင်တာရုပ်ရှင်အကြောင်းမဟုတ်ပါဘူးအဲ့ဒီရုပ်ရှင်ထဲမှာစံသားဆရာအဖြစ်ပိုင်နိုင်စွာတရုပ်ဆောင်သွားခဲ့သူဟာတာပညာရှင်ဦးကျော်ထူးရဲ့သပင်ညက်ဆိုင်နေရာကစိုးစောကပြောတဲ့ညောင်မင်းကြီးပါပဲဦးကျော်ထူးကအဲ့ဒီညောင်မင်းကြီးအောက်မှာသပင်ညက်ပေးရတာပေါ့မန္တလေးမြို့ရဲ့လူတွေတော်တော်များများကညောင်မင်းကြီးရဲ့ဟိုဘက်ကိုရောက်ခဲ့ကြပါတယ်ဟိုဘက်မှာဘာတွေရှိလဲသူတို့မသိဘူးအလုံးစုံညောင်မင်းကြီးရဲ့ဟိုဘက်အဖျားအနားလောက်ထိပဲရောက်ကြတာဒါလည်းသူတို့အလုံးတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ညောင်မင်းကြီးရဲ့ဟိုဘက်ကတနစ်မှာ၄လလောက်ကရေပြင်ကြီးပြရေမတက်ခင်နဲ့ရေချပြီးတော့လေရှုံးပွက်တွေနဲ့တွားလို့လာလို့ကတိတ်မကောင်းပါဘူးဝါဆိုလားလောက်ဆိုရင်တော့ဝါဆိုဝါကောင်ရေပေါင်ပေါင်ဆိုတဲ့အတိုင်းရေတက်ချိန်ရောက်တော့ပေါ့လူတွေအလွန်ဆုံးရောက်လာညောင်မင်းကြီးကနေတမိုင်လောက်တွားလိုက်ရင်ရောက်တဲ့အုပ်ဖို့လောက်အထိပါပဲအဲ့ဒီရဲ့ဟိုဘက်မှာလဲရွာငယ်လေးတွေဆက်ပြီးရှိနေတော့မယ်ဗျဆက်ပြီးသွားမယ်ဆိုရင်ဒုံကုန်းဆိုတဲ့ရွာလေးကိုတွေ့လိမ့်မယ်အဲ့ဒီကနေဆက်သွားရင်စမ်းချောင်းတစ်ခုကိုကြော်ပြီးတာနဲ့ဝင်းချန်ဆိုတဲ့ရွာလေးစီကိုရောက်သွားလိမ့်မယ်စမ်းချောင်းကိုတော့ရေကျချိန်မှပဲတွေ့ရပါလိမ့်မယ်ရေတက်ချိန်တွေမှာဆိုရင်တော့ရေပြင်ကျဲကြီးဖြစ်သွားတာမို့စမ်းချောင်းကိုမြင်ရမှာမဟုတ်ပါဘူးညောင်မင်းကြီးဘက်ကနေလာရင်အရင်ရောက်တဲ့ဒုံကုန်းရွာလေးကတော့ကုန်းမြင့်လိုနေရာမှာရွာတည်ထားတာဒါပေမဲ့တော်တော်များများခြေတန်းရှိအိမ်တွေပါပဲဝင်းချန်ရွာကတော့အလုံးနီးပါးခြေတန်းရှိအိမ်တွေပါပဲဟိုးအရင်တုန်းကတော့အဲ့ဒီရွာကလူတွေဟာတငါလုတ်ပြီးအသက်မူးဝမ်းကြောင်းပြုကြတယ်အခုပြောနေတာကဒုံကုန်းရွာရောဝင်းချန်ရွာရောနှစ်ရွာပေါင်းပြီးပြောနေတာဖြစ်တယ်ရွာနှစ်ရွာကဂျားထဲမှာတမိုင်လောက်ချားတယ်ဆိုပေမဲ့နှစ်ရွာလုံးကလူတွေဟာဆွေမျိုးမကင်းကြဘူးလေသူတို့တွေကပြိုင်ပွဲဝင်ရေကူးသမားတွေလို့နီးစနစ်ကြကြရေကူးတတ်တာမျိုးမဟုတ်ပေမဲ့တငါရွာကလူတွေရဲ့ထုံးစံအတိုင်းရေကူးတာကတော့အင်မတန်ကောင်းတယ်တက်လုံတွေကငါးတွေအလားထင်မဲ့ရလောက်အောင်ထိကောင်းကြတယ်ရင်ငုတ်တာမျိုးဆိုရင်လည်းဘယ်ပြုတ်ကောင်းမလဲဒါလို့ဆိုညောင်မင်းကြီးရဲ့ဟိုဘက်မှာဘာတွေရှိမလဲဆိုတာအကြမ်းပြင်းသိလောက်ပြီးထင်တယ်ဟုတ်ပြီဒါဆိုလွန်ခဲ့တဲ့နှစ်40လောက်ကိုပြန်သွားကြည့်ကြမယ်အခုခေတ်မှာတော့တိတ်ပြီးမတိုးတက်ရှာသေးတဲ့အဲ့ဒီရွာလေးဟာတစ်ချိန်လုံးကဆိုရင်လျှက်စစ်မီးမရှိကားလမ်းမရှိမြို့နဲ့အလန်းဝေးတော့တငါရွာလေးတွေဟာတီးသန့်နိုင်ငံငယ်လေးတွေလိုဖြစ်နေတယ်အရင်တော့သူတို့တွေဟာအေယာဝတီမြစ်ထဲမှာတပိုင်းတနိုင်ကွန်ဖြစ်ပြီးငါးဖမ်းခွင့်ရှိကြတယ်သူတို့တွေကိုယ်တိုင်ကလည်းစီးပွားဖြစ်မတော်မနှမ်းလုပ်ကြတာမျိုးမရှိကြပဲတဝမ်းတစ်ခါလှဖို့အတွက်လောက်သာငါးတွေကိုဖမ်းယူကြတော့အေယာဝတီမြစ်ထဲမှာရှိတဲ့ငါးတွေဟာဘယ်တော့မှရောပါသွားတယ်ဆိုတာမျိုးမရှိရေအောက်ထဲကသူတို့ရဲ့နိုင်ငံမှာပျော်ရွှင်မြူးထူးနေကြတာပေါ့ရေချချိန်ဆိုရင်တော့ဖဲခင်းတွေမှာကျက်စားတတ်ကြတဲ့
တက်တလွတ်စားပြီးကြီးလာတဲ့လက်ကျွတ်တွေကိုဖမ်းပြီးကင်လို့ကင်ကြော်လို့ကြော်နေတမျိုးတစ်ပုံစားကောင်းနေပြန်ပါတယ်အလုတ်ကျန်းသမားတွေဖြစ်တဲ့အလျောက်ညနေနေညိုပြီးဆိုရင်လေပြိုလာပြီးဖြစ်တော့ထရေလေးမော့ချမယ်ဘီအီလို့ခေါ်တဲ့ဈေးပေါပေါနဲ့မူးတဲ့အရက်ဖြူလေးကိုမိဝဲကြမယ်ပေါ့စာတင်ကျောင်းဆိုတာကလည်းညောင်မီကြီးတီရှိရာညောင်ခွဲရက်ထဲမှာပဲရှိတော့တကူတကသွားတင်ဖို့ကလည်းမလွယ်တဲ့အခါ၄တန်းလောက်ထိပဲကျောင်းတက်ကြပြီးတေးစာရှင်စာတက်ရင်တော်ပြီဆိုပြီးနေကြတာပေါ့ဝင်းချံရွာမှာရှိတဲ့ဘုံကြီးကျောင်းကတော့ခြေတန်းရှည်ကူမှအောက်မှာကြောက်တုံးနေနဲ့ကုန်းမြင့်တစ်ခုတိဆောက်ထားတော့ရွာထဲမှာအမြင့်ဆုံးမှာပဲ၄နှစ်မှတစ်ချိန်ရေတက်ချမ်းတဲ့အခါမျိုးတွေမှာဆိုရင်အိမ်ကိုခြေတန်းရှည်ဆောက်ထားတော့လေရေကချမ်းကင်းအထိတက်လာခဲ့ရင်အိမ်မှာပဲလင်းစင်ထိုးပြီးဆက်နေကြတယ်တအိမ်လုံးမြုပ်သွားရင်တော့စောစောကပြောတဲ့ရွာဦးကျောင်းမှာစုပြီးအိတ်ကြတယ်ယာယီသဘောမျိုးပေါ့မနှက်ရောက်ရင်တော့တရွာလုံးဟာညောင်ခွဲရက်ကိုသွားပြီးဥကျော်ဟင်းရဲ့နေရမွေးတဲ့လရုပ်ရှင်တွေကအတိုင်းပဲညောင်မီကြီးရှေကမျိုးပတ်လမ်းမှာယာယီတနီတဲလေးတွေထိုးပြီးနေရတာရေပြန်ကျတဲ့အချိန်ထိပေါ့ကွယ်ရွာလူကြီးတွေဟာသူတို့ရဲ့ရွာကိုအင်မတန်ချစ်ပုံရတယ်တနစ်နေလို့မန္တလေးဈေးကျူကိုတစ်ခေါက်မသွားကြပါဘူးဒါပေမဲ့လည်းကြောက်တော်ကြီးပွဲတို့တောင်မြို့မှာရှိတဲ့ရတနာကူပွဲတို့ကိုတော့သွားကြတယ်ဒါလူကြီးတွေကိုပြောတာပါတက်လက်ပိုင်းအရွယ်နဲ့အရွယ်ကောင်းလေးတွေကတော့မန္တလေးမြို့နဲ့တိတ်ပြီးမစိမ့်လာတဲ့အပြင်အခက်မသိရင်တင်းကိုတောင်ရောင်းစားသွားနိုင်တဲ့လူမျိုးတွေလည်းရှိနေပါတယ်အဲ့ဒီလူတွေကတော့စနက်ပွဲဈေးတယ်တွေပါပဲအရှင်တို့ကစောင်းဝင်ပြီဆိုတာနဲ့မန္တလေးမှာရှိတဲ့ရက်ကွက်တိုင်းဟာသူ့တက်ငါအပြိုင်ဇက်ပွဲတွေငားပြီးရက်ကွက်ဘုရားပွဲကျင်းပကြတယ်ဘုရားပွဲရှိတဲ့ရက်ကွက်ဆိုရင်ရက်ကွက်ခံတွေကနှစ်ရံလုံးလုံးမှာဝက်ကောင်းစားလာတွေဝက်တနခါမိတ်ကပ်တွေလိမ့်ချပြီးစိန်ပေကြီးမုံကြောက်ကြောမုံလက်ဖက်ပွဲတွေရဲ့စနွေးမကင်းမုံစမ်းစားတဲ့မြမမုံမျိုးစုံနဲ့တက်ခင်းအခန့်ကြတယ်လာတဲ့သူတွေကဘာလက်ဆောင်ပစ္စည်းမှပေးစရာမလိုပါဘူးပေးလည်းမယူကြပါဘူးဒါကမန္တလေးမြို့သူမြို့သားတွေရဲ့နှစ်လိုပွဲကောင်းတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပြီးအခုထိလည်းအဲ့ဒါကပျောက်ကွယ်မသွားသေးပါဘူးဖျားပွဲဖြစ်ပြီးဆိုတာနဲ့ပွဲစည်းတန်းကြီးကမန္တလေးအခေါ်နှစ်ပြလောက်အထိရှည်လျားလာတယ်ပွဲစည်းတန်းထဲမှာအများဆုံးတွေ့ရတဲ့မုံကတော့မုံလင်များလို့ခေါ်တယ်နှစ်ခုထပ်ထားတဲ့မုံဝိုင်းဝိုင်းလေးတွေရောင်းတဲ့အသေးတွေပါပဲရှေးလူကြီးတွေများမုံနာမည်ကိုကြမ်းကြမ်းဖန်ဖန်ပေးတတ်ပါတော်သေးတာပေါ့မုံသမီးကြီးစားတို့မုံချစ်သူတို့ဆိုပြီးမပေးခဲ့တာအဲ့ဒီမုံလင်များအကြောင်းပြောတော့ပြီးလဲနာမည်တစ်ခုလောက်တက်ပေးလိုက်ချင်ပါရဲ့ပြိတ္တတို့ပွဲစည်းတန်းကိုရောက်တဲ့အခါမုံလင်များဘန်းထဲကိုကြည့်လိုက်အဲ့ဒီမှာတချမ်းနဲ့ဖြစ်နေတဲ့မုံလင်များတွေကိုငုံဦးလေးထည့်ထားတာတွေ့လိမ့်မယ်အဲ့ဒါကကြတော့အပေါ်ဘက်ကမုံလင်မရှိတော့တာမို့ငုံဦးလေးနဲ့အတူရှိနေတဲ့မုံများကိုမုံတစ်ခုလက်မုံစင်ကယ်မသားလို့နာမည်ပေးလိုက်ရင်ကောင်းမလားပဲနော်နောက်ထပ်ချွေတာရေးမုံလူတွေသိတဲ့မုံမြင့်တလက်ကကြတော့ဒီနေရာမှာချွေတာရေးမုံလို့ခေါ်ကြတယ်ဗျချွေတာရေးသာခေါ်တယ်ထည့်ထားတာတွေကစုံစီနေတော့ဈေးတော့မနှဲလာပါဘူးဒါပေမဲ့စားလို့ကြအရန်ကောင်းမယ်ပြီးတော့မုံလီပွေမုံစီကျော်ကောင်းချင်းကြည်တော့စားတဲ့ဈေးတွေလည်းရှိကြတယ်ကောင်းချင်းကြည်တော့ကကြတော့လူရှင်တော်ကြီးဦးမော့စ်ပြောသလိုပဲအစိုးရတထွာအစ်စ်ကတထွာကောင်းချင်းဆန်ကအလဲမှာလက်တစ်စစ်လောက်ပဲရှိတာတဲ့ဒါကတော့ဖြစ်တောင်ဖြစ်ခဲပါပဲတကယ်ကောင်းတဲ့အသေးတွေကြတော့အုံသီးစိတ်လေးတွေမြေပဲလေးတွေပါတော့အင်မတန်စားလို့ကောင်းပါတယ်တဲ့ဒါကပွဲစည်းတန်းဖြစ်တယ်မုံစားပွဲမှာမဟုတ်တာလူတွေစီကားအောင်လုပ်ဖို့ကြတော့မုံဆိုင်တွေပဲဆိုဘယ်ရပါမလဲကလေးတွေနဲ့လူငယ်လေးတွေအတွက်ချားရဟတ်တွေရဟတ်အကြီးတွေလည်းထည့်ပေးရတာပေါ့ကြားဘူးတယ်မလားချားစီးတယ်ဆိုတာဒါမျိုးရဟတ်မစည်းချင်ရင်တော့နှုတ်စီခွက်တွေကိုချင်းလုံးနဲ့လမ်းပစ်တာလွယ်လွယ်နဲ့လဲမချအောင်လှုပ်ထားတဲ့ပြစ်တိုင်းတောင်ရုပ်လေးတွေကိုတေးပင်နဲ့လမ်းပစ်တာဒါမှမဟုတ်လေတနက်နဲ့လမ်းပစ်ရတဲ့ကစားနည်းမျိုးတွေကိုလည်းကစားလို့ရပါသေးတယ်ဒီအထီးကဘာမှမစမ်းကြဲသေးပါဘူးဒါကရိုးသားသေးတယ်စောစောကပြောတယ်တင်းဟိုတောင်ရောင်းစားသွားနိုင်တဲ့သူတွေရှိတယ်ဆိုတာအခုလာပြီဒီကစားနည်းကကြတော့အပျော်တမ်းမဟုတ်တော့ဘူးလောင်းကစားစစ်ဖြစ်သွားပြီအများကြီးရှိတဲ့အထက်အမှာတစ်ခုကိုပဲပြောပြမယ်အဲ့ဒါကကြားစင်လို့ခေါ်တဲ့လောင်းကစားလေးတောင်တစ်သားတုံးလေးမှာကြားပုံနှစ်ပုံနဲ့စင်ပုံနှစ်ပုံပါတယ်တင့်မျက်စိရှိတယ်ကြားပုံထားပြီးအပေါ်ကနေအဖုံးအုပ်လိုက်မယ်တ
တင်းကကြားဆိုပြီးလောင်းလိုက်ရင်အဖုံးဖွင့်လိုက်ရင်တော့စင်ဖြစ်နေပါလိမ့်မယ်အစာပိုင်းမှာတင်းစိတ်ကိုနှိုးဆွဖို့အတွက်နိုင်လိုက်ရှုံးလိုက်ဖြစ်အောင်တမင်လုံးနေလိမ့်မယ်လူတွေရဲ့စိတ်ကရှုံးလေပိုလောင်းခြင်းလေသဘောတဘာဝမျိုးရှိတော့နောက်ပိုင်းမှာတင့်အိတ်ကလေးကပါသမျှပတ်စံတွေအကုန်ကုန်သွားပါလိမ့်မယ်သူတို့ပုံစံကရုပ်တိရှိနေတဲ့အောင်နဲ့တင်းကကြားထိုးရင်တစ်ဖက်မှာစင်ထိုးထားတဲ့သူကိုငွေရော်လိမ့်မယ်ဒါကသူတို့အချင်းချင်းတွေပါပဲဒါလောက်ဆိုပွဲစည်းတန်းကဈေးသည်တွေအကြောင်းကိုနည်းနည်းတော့တိကောက်မိသွားကြပြီထင်ပါတယ်အဲ့လိုပွဲစည်းတန်းတစ်ခါဈေးပဲရောင်းရောင်းအပျော်တန်းလောင်းကစားဆိုင်ပဲဖွင့်အဲ့ဒီဈေးသည်တွေကို12ပွဲဈေးသည်လို့ခေါ်ပါတယ်တင်းကဒီရက်ကွက်မှာနေတယ်ဒါပေမဲ့တင်းရက်ကွက်ဖျားပွဲကဘယ်နေမှမသိဘူးဖြစ်နေလိမ့်မယ်ဒါပေမဲ့12ပွဲဈေးသည်တွေကဘယ်နေ့ဘယ်ချိန်ဘယ်ရက်ကွက်မှာဖျားပွဲရှိတယ်ဆိုတာသိကြတယ်ဇက်ပွဲဆိုဒီမှာလဲတော်တော်နဲ့မစညာမိုးချုံမှစားတဲ့အမျိုးဆိုတော့ဒီကြားထဲမှာလူတွေရဲ့အာယုံကိုဘာတွေနဲ့ဖမ်းစားကြလဲဆိုတော့ပကံများမယ်လို့ခေါ်တဲ့ကျွေးပကံပြားပေါ်မှာမိန်းကလေးတယောက်ရဲ့ခေါင်းကိုတင်ပြီးဖြောပြခိုင်းတာမျိုးရှိမယ်ဒါလဲကွယ်တကယ်တွေးကြည့်ရင်လူတယောက်ကခန္ဓာကိုယ်မရှိပဲဘလို့အသက်ရှင်နိုင်မှမလဲကလေးတွေကတော့ဘယ်သိပါမလဲသူတို့အမြင်မှာစမ်းပြားနေတော့စူးကြည့်ချင်ကြတော့မိဘတွေခမညာဝင်ကြီးပေးလိုက်ရတာပေါ့နောက်ထပ်အဲ့လိုပြားဆက်ရုံအငယ်လေးတွေလည်းအများကြီးရှိသေးတာပေါ့နောက်တစ်မျိုးကမြမရိုးရာချင်းဝိုင်းအဲ့ဒီမှာကြတော့မြမဆိုင်ဝိုင်းမှာပါသေးတယ်တီးခတ်တဲ့ဒုရိယာတွေကလည်းအစုံပါပဲနောက်ထောင်ရတာနှဝင်ချိုးသလိုစီးချက်နဲ့အညီချင်းလုံးခတ်နေတာကလည်းအင်မတန်ကြည့်ကောင်းပါပဲရဲ့သူတို့တွေချင်းခတ်နေရင်းနဲ့တယောက်ကအလဲအိုးဝင်ပြီးအစွမ်းပြလေရှိတယ်ချင်းမင်းသားသဘောမျိုးပေါ့မဟာဒူးလို့ခေါ်တဲ့အကွက်ကကြီးရသူအဖို့ကာချိုးစင်နေတဲ့ပြဿနာပုတ်ကြီးနေရတယ်လို့ခံစားရပြီးချင်းလုံးကိုမမြင်ရပဲအနောက်ကနေခြေထောက်ထုတ်ပြီးခတ်ရတဲ့စလွယ်ကြီးဆိုရင်လေမြင်ရသူအဖို့ရှူမကြီးနိုင်လှပါဘူးခန္ဓာကိုယ်ကိုတပတ်လှည့်ပြီးတုံးရတဲ့မန္တလာညွတ်ဆိုတဲ့အကွက်ကိုတုံးလိုက်ရင်ကြီးရှုသူပြိတ္တအပေါင်းဝါကနေဖြစ်ကုန်ကြပါလေရောဒါကတော့ဖျားပွဲရှိရင်ရောက်လာကြတဲ့ပွဲစည်းတယ်တွေရဲ့ပွဲစည်းတန်းတစ်ခုရဲ့အင်္ဂါရက်တွေရဲ့ပဲဖြစ်ပါတယ်တငါရွာလေးကလူတွေထဲမှာလည်းအဲ့လို12ပွဲစည်းတယ်တွေလည်းအများကြီးရှိတာပေါ့ဒါလည်းရာသီအလိုက်အလုပ်ဖြစ်လေတော့ရွာလူကြီးတွေဟာသူတို့ရဲ့တာသမီမြင်းမြစ်တွေကိုမြို့မှာရှိတဲ့ဆရာသမားကောင်းတွေစီမှာအသက်မွေးဝမ်းကြောင်းအတွက်လက်မှုပညာသင်ပေးဖို့အကြလေးရှိတယ်ပညာတွေကတော့အဆုံးပါပဲအများစုကတော့ပရီဘောကနဲ့ဆန့်နေတဲ့လက်သမားအတက်ကိုပဲသင်ယူကြတာပေါ့ကွယ်ရွာအစွန်က BE လို့ခေါ်တဲ့အရက်ဖြူတွေချက်ရောင်တဲ့အပွားအိမ်ကနေလှမ်းကြည့်ရင်ခက်ရေးရေးမြင်နေရတဲ့ခြေတန်းရှိအင်ကြီးတစ်လုံးရှိတယ်အဲ့ဒီအင်ကြီးကဘာလို့ရွာနဲ့တက်တက်ဖြစ်နေရတာလဲဆိုတော့တမင်ရွာပြင်ကိုထုတ်ထားတာတဲ့အဲ့ဒီအိမ်ကလူကြီးရဲ့နာမည်ကဥဆန်ပတဲ့ဥဆန်ပရဲ့အသက်ကအဲ့ဒီအချိန်တုန်းက55နှစ်နဲ့60ကြာရှိနေပြီအရင်ကသူ့မှာသားတစ်ယောက်ရှိခဲ့ပြီသူ့ရဲ့သားအိမ်အောင်ကြပြီးသားလေးတစ်ယောက်မွေးထားတော့ဥဆန်ပအဖိုးဖြစ်နေပါပြီတရက်မှာဥဆန်ပရဲ့သားသူ့ရဲ့ဇနီးနဲ့အတူရှမ်းပြည်ဘက်ကိုသွားရင်းနဲ့ကားမောက်ပြီးနှစ်ယောက်လုံးတည်ဆုံသွားခဲ့ကြတယ်အဲ့ဒီသတင်းကိုတော့လမ်းမဆက်သွယ်ရေးကြောင့်ရောဒီဘက်ခေတ်လိုမျိုးသတင်းတစ်ခုကိုချက်ချင်းမသိနိုင်သေးတာကြောင့်မို့ဥဆန်ပလည်းမြေးလေးနဲ့အတူသူ့ရဲ့သားပြန်အလာကိုမျောနေရင်းနဲ့တနေ့လောက်ကြာတဲ့အထိပြန်မလာတော့မှတည်ဆုံသွားပြီဖြစ်ကြောင်းသိခဲ့ရတယ်အရင်တုန်းကတော့ဥဆန်ပလည်းအများနည်းတူတငါအလုပ်ကိုပဲလုပ်ခဲ့တာသူအသက်50လောက်မှာတော့အဲ့ဒီအလုပ်ကိုစွန့်လွတ်လိုက်ပြီးထပ်မလုပ်တော့ပဲတားပြစ်သူရဲ့လှုပ်စာနဲ့အေးချမ်းချမ်းနေနေတာပေါ့အခုတော့ကြံခဲ့တဲ့မြေးလေးနဲ့ဘာဆက်လို့ရမှန်းမသိတော့မြေးလေးကိုမြို့ကပရီဘောကဆရာကြီးစီမှာပညာသင်ဖို့သူကိုယ်တိုင်မြို့တက်ပြီးတမခေါင်းတယောက်စီမှာအပ်ခဲ့လိုက်တယ်အဲ့ဒီဆရာကြီးကသူ့ထက်အသက်ငယ်တော်ညာလဲသူမြေးလေးကိုစောင့်ရှောက်ပြီးပညာသင်ပေးဖို့အတွက်ပစိုးတစ်ခွင်းနဲ့ငပြောတစ်ခိုင်ရဲ့ရွာထွက်တဲ့ငချောင်းငချမ်းတွေရဲ့နဲ့အတူကြော့ပြီးအပ်ခဲ့ရတယ်မြေးလေးအတွက်စိတ်အေးသွားရပြီဆိုတော့သူ့ဝမ်းရဲကလည်းရှိသေးတော့ဘာလို့ရမှန်းမသိဖြစ်နေတယ်ငါးတွေကိုလည်းဆက်ပြီးမဖမ်းချင်တော့အခေါင်းရိုက်ရောင်ဖို့ဆုံးဖြတ်လိုက်ပါလေရောပထမတစ်ပတ်လောက်မှာဥဆန်ပါဘာတွေလုပ်နေမှမသိတော့ရွာလူတွေကဘာမှမပြောပေမဲ့အခေါင်းတွေရိုက်နေမှန်းလည်းသိရောရွာလူတွေကလက်မခံကြတော့ရွာရဲ့ခလန်းလန်းကိုပြောင်းရွှေ့ပေးလိုက်ရတယ်ရွာသူရွာသားတွေကဥဆန်ပါကိုချစ်ခင်တော်လဲရွာရဲ့အယူအရဒါတော့လက်မခံကြပါဘူးဒါပေမဲ့လည်းရွာလူငယ်တွေကိုယ်တိုင်ဥဆန်ပါရဲ့အိမ်ကြီးကိုလူအားကိုးနဲ့အလုံးလိုက်မြောက်ပြီးပြောင်းရွှေ့ပေးလိုက်ကြတယ်ဒီလိုနဲ့ဥဆန်ပါလဲနေရာတစ်မှာအခေါင်းတွေစလှုပ်တော့တာပေါ့
ဒါပေမဲ့ရွာလူတွေကအဆွဲလန်းကြီးတယ်ရွာမှာလူတွေတည်ရင်သူတို့ဝယ်နေကြရွာအထိသွားပြီးအခေါင်းသွားဝယ်ကြတော့ဦးစံပါရဲ့အခေါင်းတွေကတလုံးမှရောင်းမထွက်ခဲ့ဘူးသူတို့ရွာဘက်တွေမှာကတော့မန္တလေးမြို့မှာလို့ကြာနီကန်တင်းချိုင်းတို့အရင်ကတောင်မြင့်တုတ်တန်လို့ခေါ်တဲ့တင်းချိုင်းတွေမှာလိုမျိုးမိသကြိုဆက်တွေမရှိပါဘူးလူတည်ရင်ရွာရဲ့ဟိုဘက်2မိုင်အကွာမှာရှိတဲ့တင်းချိုင်းကုန်းမှာပဲ6ပေ2ပေကျင်းတူပြီးမြေမြုပ်လေးရှိကြတယ်ငွေချစ်တက်နိုင်သူတွေကအခေါင်းထဲထည့်ပြီးအုတ်ကူတဲကြသလိုတချို့တွေကြတော့ဖျားနဲ့လိပ်ပြီးမြေမြုပ်ကြတယ်အုတ်ကူဘိုးလည်းမတက်နိုင်ဖျားလေးပတ်လောက်တဲ့အထိမစင်းရဲကြသူတွေကတော့ဥဆန်ပါလို့တဲ့တစ်သားအခေါင်းလိုမျိုးဝဲပြီးမြေမြုပ်လေးရှိတယ်ဥဆန်ပါကတော့သူ့အခေါင်းဆောက်လို့တဲ့အချိန်အစပြီးတလခွဲကြာတဲ့အထိအခေါင်းကတလုံးမှရောင်းမထွက်ဘူးဒါနဲ့သူ့ကြားဘူးနာဝရှိတဲ့အတိုင်းတင်းချိုင်းမှာမြုပ်ထားတဲ့အခေါင်းကနေကောင်းနေသေးတဲ့ပြင်တစ်ချက်ကိုခွာပြီးတော့အဲ့ဒီပြင်ပြားကိုတို့အရွယ်လောက်ရှိအောင်လွှားနဲ့ဖြတ်ပြီးအလုံးလေးဖြစ်အောင်ရေပေါ်ထိုးလိုက်တယ်သူ့လက်နဲ့ကိုင်းလို့ကောင်းတဲ့အရွယ်လောက်ပေါ့အဲ့ဒီခေတ်ကတစ်ပင်ဝါပင်တွေကလည်းကောင်းတော့အခုသူယူလာတဲ့ပြင်ပြားကိုကပြင်းကလေးတစ်မှသာဖြစ်တဲ့အလျောက်အယမ်းမာကြောတယ်ပိတ်သက်တို့မျက်လုံးနဲ့မြင်သာအောင်ပြောရရင်ဥဆန်ပါလောက်လိုက်တဲ့တို့ကတီးဝိုင်းနေမှာဒရန်တီးတဲ့စတစ်ချောင်းနေတဲ့နည်းနည်းလေးပိုရှည်ပြီးပိုတုတ်တယ်ဥဆန်ပါလေသူတိထားတာဒီလိုတင်းချိုင်းကယူလာတဲ့ပစ္စည်းနဲ့သာသူလှုပ်ထားတဲ့အခေါင်းတွေကိုခောက်လိုက်မယ်ဆိုရင်သူ့အခေါင်းတွေရောင်းထွက်မယ်ဆိုတော့အခေါင်းတွေကိုအဲ့ဒီဒုံနဲ့ခောက်တော့တာပေါ့ဒါပေမဲ့ဘယ်သူမှလာမဝယ်ကြပါဘူးဒီလိုနဲ့3ရက်လောက်နေတော့သူ့စီပထမဆုံးအခေါင်းလာဝယ်တဲ့သူပေါ်လာခဲ့ပြီသူကရွာနဲ့လမ်းနေလို့သာမသိတာရွာထဲမှာလူသေးတာ3ယောက်ရှိပြီတဲ့ဥစံပါနည်းနည်းတော့လန့်သွားပြီမယ်ဒီတိုင်းမဲ့အမှုမဲ့မက်သာနေခဲ့တယ်ဒါပေမဲ့သူအခေါင်းခောက်ပြီးလို့တပတ်အတွင်းမှာပဲရွာလူတွေ9ယောက်တည်ကုန်ကြပြီသူအခေါင်းတွေကတော့3ခုရောင်းလိုက်ရတယ်ဒါကသူလှုပ်ခဲ့တဲ့လှုပ်ရက်ကြောင်လားဒီတိုင်းမဲ့တိုက်ဆိုင်သွားတာလားဥစံပါလဲစဉ်းစားလို့မရပါဘူးတဲ့ဘာပဲပြောဒီလိုမျိုးတော့ဥစံပါလဲဘယ်ဖြစ်ချင်မှမလဲတရားလုံးကလူတွေကသူနဲ့ဆွေမျိုးမှမကင်းတာအဲ့ဒါနဲ့ရွာဦးကျောင်းကဆရာတော်စီသွားပြီးသူလှုပ်ခဲ့တဲ့အကြောင်းတွေကိုသွားလျှောက်တာပေါ့ဆရာတော်ဖျားကတော့ဒါမျိုးတွေထပ်မလုပ်ဖို့ဩဝါဒချွေပြီးတရားဓမ္မတွေချီးမြှင့်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ဥစံပါဟာအခေါင်းလှုပ်ရောင်းတဲ့အလုပ်ကိုပါဆွန့်လွတ်လိုက်ပြီးဘုန်းကြီးကျောင်းမှာကပ္ပိယအဖြစ်နဲ့အယိုးထုတ်သွားခဲ့ပါတယ်တဲ့ပြိတ္တတို့ရောဘလို့ထင်လဲအခေါင်းတွေကိုခောက်ပြီးလက်ခေါ်လိုက်လို့ဒီလိုဖြစ်တယ်ထင်လားဒါမှမဟုတ်တိုက်ဆိုင်သွားတာလို့ထင်လားဒါကိုဥစံပါကိုယ်တိုင်လည်းမသိတော့ပြိတ္တတို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါတော့ခင်ဗျာဟုတ်ကဲ့ဒါကတော့ကွီးတိထားတဲ့အကြောင်းအရာတွေကိုပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနားထောင်ရတာအဆင်ပြေကြရဲ့လားနောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေအများကြီးရှိသေးတာမို့ channel လေးကို subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်အဆင်ပြေ like ခလုတ်လေးကိုနှိပ်ခဲ့ပေးပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရောဘာများပြောစရာရှိလဲပရိသတ်တို့ရဲ့အတွေ့အကြုံတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးပဲဘေးအန္တရာယ်ကင်းတဲ့ညလေးတစ်ညဖြစ်ကြပါစေခင်ဗျာ